အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့အခုရောက်ရှိနေတဲ့နေရာကတော့ဗိုလ်ချုပ်အောင်ဆန်းလမ်းလို့ခေါ်တဲ့ရင်ဝင်းဟောင်းလမ်းကမယန်ဆိုင်ဖြစ်ပါတယ်မယန်ဆိုင်ကိုကျွန်တော်တို့လာရတဲ့အဓိကအကြောင်းရင်းကတော့ကျွန်တော်တို့ပဲခူးတက္ကသိုလ်အလွမ်းပြေကြက်ကင်းစားဖို့အတွက်ရောက်ရှိနေတာဖြစ်ပါတယ်ကျွန်တော်တို့ကတော့ပဲခူးကောလိပ်ပေါ့ဗျာပဲခူးဒီဂရီကောလိပ်ပေါ့ပဲခူးကောလိပ်ကကြက်ကင်းကိုစားဖို့ကျွန်တော်တို့ရောက်ရှိနေတာဖြစ်ပါတယ်ကြက်ကင်းနဲ့ပတ်သက်တဲ့အမှတ်တရတွေရှိရင်လည်းမှတ်မှာရေးပေးခဲ့ကြပါနော်ကြက်ကင်းဆိုတာကအခုလိုမျိုးထမင်းရယ်ချက်သားရယ်အသီးရွက်အသီးနှံလေးတွေကိုចောင်းသားចောင်းသူရဲ့ဘတ်ဂျက်နဲ့ကိုက်ညီအောင်ပြင်ဆင်ထားတဲ့အစားအစာမက်နူးတစ်ခုဖြစ်ပါတယ်။ပဲခူးကောလိပ်ပဲခူးတက္ကသိုလ်ရဲ့ signature တစ်ခုလည်းဖြစ်ပါတယ်ဗျ။မယန်ဆိုင်မှာကြက်ကင်းအပြင်ကြက်ကင်းကိုအဆက်လျှော့ထားတဲ့ကြက်ကွင်းမှာရခဲ့သေးရဲ့ဗျ။အရန်စားကောင်းပါတယ်။ကျွန်တော်တို့အတူတူစားကြတယ်ရှေးအောင်နှောင်းပြည့်တွေပြောကြတယ်။မယန်ဆိုင်မှာမက်နူးတော်တော်စုံစုံရတယ်ဗျ။ခောက်ဆွဲကြော်လည်းကောင်းတယ်ဂျူးစီလည်းရတယ်ဗျဒီလားမန်နူတွေကတော့အနောက်မှာ screen shot တာရိုက်ပြီးယူပါနော်ကျွန်တော်ကတော့ဇော်လေးဦးပါဘိုင်ဘိုင်